Grade 1မြန်မာဖက်စာရဲ့အသုံးမှတက်တဲ့စကားလုံးလေးတွေကိုသင်ပေးမှာပါခဏခဏဒါစလုံးပေါင်းလေးနဲ့ဖတ်မယ်ဆိုရင်နာကြည်ရနာနာငယ်ရနာအတန်ထွက်နေနဲ့ပြောမယ်ဆိုရင်နာဆိုပြီးတော့အတန်ထွက်ခြင်းကတူပါတယ်အဲ့ဒါကြောင့်ဆီယမကမြန်မာစာကိုသင်တဲ့အခါမှာစလုံးပေါင်းလေးနဲ့ရောအတန်ထွက်နေနဲ့ရောနှစ်မျိုးစလုံးနဲ့သင်ပါတယ်စလုံးပေါင်းလေးနဲ့သင်တဲ့အခါကျတော့ကလေးတွေကနာကြီးလားနာငယ်လားဘာတက်ချိုက်လားဘာကုန်းလားအဲ့လိုအတန်တူတဲ့စကားလုံးတွေနာဘရစတို့အဲ့လိုမျိုးစကားလုံးတွေကိုစလုံးပေါင်းလေးနဲ့သင်တဲ့အခါကျလို့ရှိရင်စာလုံးလားစလိန်လားနာကြီးလားနာငယ်လားဘာထက်ချိုက်လားဘာကုန်းလားဆိုတဲ့စလုံးပေါင်းအတန်ထွက်ကိုတိတိကျကျသိနိုင်ပြီးတော့အတန်ထွက်ဖန်တီးနဲ့သင်မယ်ဆိုရင်တော့ကလေးတွေကနာဆိုတဲ့အတန်တွေဘာဆိုတဲ့ဘာထက်ချိုက်နဲ့ဘာကုန်းတဲ့အတန်တွေမှာစင်တူရိုးမားတွေဖြစ်ပြီးတော့မှားနိုင်ပါတယ်အဲဒါကြောင့်မို့လို့တစ်ချက်ကတော့စာသင်တဲ့အခါမှာစလုံးပေါင်းလေးနဲ့ရောအတန်ထွက်နည်းနဲ့ရောကလေးလေးတွေကိုနှစ်ခုစလုံးနဲ့သင်ပေးပါတယ်အဲ့တော့ချဲတို့တွေအမှန်ကိုရွေးကြည့်ရအောင်ပါခဏအပြင်ကိုခဏသွားမယ်ခဏဆိုတဲ့စကားလုံးလေးကိုသုံးတဲ့အခါမှာချဲတို့တွေကခါကွေခါနာကြီးရနာခဏဆိုပြီးတော့ဒီစကားလုံးလေးနဲ့ပေါင်းရပါတယ်ဘာတချိုင်ရင်နှချောင်းငင်ဘူးဝိဆန်နှလုံးပေါက်ဘူးတာရေးလုံးတင်ဆိုင်ခတ်တီးဝိဆန်နှလုံးပေါက်တီးအတန်ထွက်နေနဲ့ဖတ်မယ်ဆိုရင်ဘာဦးဘူးတာဤတီဘူးတီအဲ့ဒီဘူးတီနှစ်ခုမှာဘာကုန်းနဲ့ဘူးတဲ့ဘူးတီကအမှန်စကားလုံးဖြစ်ပါတယ်တာဝန်ပူရတာတဝေးထိုးရာကောက်ရေးချရောဒါဆိုရင်ဒီစကားလုံးကိုအတန်ထွက်နေနဲ့ပေါင်းမယ်ဆိုရင်တာအာတာရာအောရောတရောဒီမှာရဆိုတဲ့အတန်ထွက်ခြင်းကတူနေပါတယ်အဲ့ဒါကြောင့်ကလေးလေးတွေကစလုံးပေါင်းလေးနဲ့ပေါင်းထားမယ်ဆိုလို့ရှိရင်တရောကိုဘယ်လိုပေါင်းရမလဲဆိုတဲ့စလုံးပေါင်းအမှန်ကိုတန်းပြီးတော့သိသွားမှာဖြစ်ပါတယ်တရောရဲ့စလုံးပေါင်းအမှန်ကတာဝန်ပူရတာတဝေးထိုးရာပလက်ရေးချရောတရောပါစုယူဒါကကြတော့ဒီစာလုံးရေးချောင်းငင်စုကကြတော့ပတ်စံစုတာတို့တစ်ခုခုကိုစုတယ်ဆိုတဲ့နေရာမှာသုံးပြီးတော့ဒီစာလင်ရေးချောင်းငင်စုကကြတော့စုယူတယ်ဆိုတဲ့နေရာမှာသုံးပါတယ်ဒါကြောင့်ဒီစုယူတာဖြစ်တဲ့အတွက်ကြောင့်ဒီစာလင်ရေးချောင်းငင်စုရပလက်ရေးချောင်းငင်ယူဆိုတဲ့စုယူဆိုတဲ့စကားလုံးကအမှန်ပါတူရိယာဒီမှာရဆိုတဲ့အတန်ထွက်နှစ်ခုကတူနေပါတယ်အဲ့တော့ကလေးလေးတွေကစလုံးပေါင်းလေးနဲ့သင်လိုက်မယ်ဆိုလို့ရှိရင်တောင်ပူကင်းချောင်းငင်တူရာကာရီလုံးရင်တင်ဒီတူရီရပလက်ရေးချရာတူရီရာဆိုတဲ့စကားလုံးကိုကောက်ခွဲပြားနဲ့ပေါင်းတက်သွားမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီစကားလုံးနှစ်ခုမှာအမှန်စကားလုံးကတော့တူရီရာဆိုတဲ့စကားလုံးလေးပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မြန်မာစာကိုသင်တဲ့အခါမှာစလုံးပေါင်းနည်းနဲ့ရောအတန်ထွက်နည်းနဲ့ရောနှစ်ခုစလုံးနဲ့သင်ပေးလို့ရပါတယ်စလုံးပေါင်းနည်းနဲ့သင်မယ်ဆိုလို့ရှိရင်တော့ကလေးလေးတွေကစာကိုသင်ရတဲ့အခါမှာနည်းနည်းတော့နှေးနိုင်ပေမဲ့စလုံးပေါင်းရဲ့ဒီစကားလုံးကနာကြီးလားနာငယ်လားဘာကုန်းလားဘာတက်ချိုက်လားဆိုတဲ့စကားလုံးတွေရဲ့အမှန်အတန်ထွက်အမှန်စလုံးပေါင်းအမှန်ကိုတိတိကျကျသိမှဖြစ်ပြီးတော့အတန်ထွက်ဖန်တီးနဲ့ဖတ်မယ်ဆိုလို့ရှိရင်တော့ကလေးလေးတွေကစာဖတ်အားတွေကောင်းလာမယ်စာဖတ်တာတွေပို့ပြီးတော့မြန်လာမယ်ဒါပေမဲ့တန်တူရိုးမှစကားလုံးတွေကိုပြောတဲ့အခါပြန်ပြီးတော့ရေးတဲ့အခါကြလို့ရှိရင်တော့အမှားတွေများတတ်ပါတယ်ဒါကြောင့်ဆီယမကတော့စလုံးပေါင်းနည်းနဲ့ရောအတန်ထွက်နည်းနဲ့ရောနှစ်ခုစလုံးနဲ့သင်ပေးပါတယ်အဲ့တော့ဆီယမနဲ့အတူတူနောက်ထပ်သင်ခန်းစာတွေမှာထပ်ပြီးတော့တွေ့ကြပါမယ်